ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ဘာလို့လို့အဆင်မပြေသလိုခံစားရလို့လက်လျှော့ကျင်စိတ်တွေပေါ်နေပြီဆိုရင်ဒီပုံမြင်လေးကိုအဆုံးထိနာတော်တာဆင်ခံစားကြည့်ပါရှင်။ရှိတုန်းကကြီးရွာလေးတယောက်မှာလက်ရကောင်းတဲ့အိုစီယာတယောက်ရှိပါတယ်။သူလုပ်တဲ့အိုရီဟာအရန်လာပါတာကြောင့်မြင်သူတိုင်းတွားရောက်ချီးကျူးကြတဲ့။ဒါပေမဲ့ထူးဆန်းစွာပဲသူလုပ်တဲ့အိုရီတွေကအလားပါဆုံးအိုကြီးလေးလုံးကိုတော့ဘယ်သူမှမဝဲကြပါဘူး။ရတာတပတ်တွေလာရီကြတဲ့အထိစူးစမ်းပြီးပြသပြီးမဲ့ဘယ်သူမှခရီးမဆိုင်ကြတာကြောင့်အိုးကြီးတွေဟာဝမ်းနေပြီးစိတ်ဓာတ်ကြလာပါတယ်။သူတို့ဟာအတုံးမကျတဲ့အိုးတွေပဲလို့စဉ်းစားလာကြတယ်။တနေ့မှအိုးစီယာမရှိတဲ့အချိန်အိုးကြီးတွေဟာအချင်းချင်းစကားစာမြည်ပြောကြတယ်။ပထမအိုးကငါကလှပတဲ့ရုပ်တုတစ်ခုဖြစ်ချင်တာ။တထေးအိမ်မှာထားပြီးလူတွေကငါ့ကိုဂုဏ်ယူဝင်ကြွားစွာနဲ့ချီးမွမ်းကြမှာ။ဒါပေမဲ့အခုငါအချိန်လေးကိုကြည့်လေဘယ်သူမှမလို့ခြင်းနဲ့တာမန်အိုးတစ်လုံးပဲလို့ပြောတယ်။ဒုတိယအိုးကဆက်ပြောတယ်။ငါကန်ကလည်းမကောင်းဘူး။ငါကတော့မိခွက်တစ်ခုဖြစ်ပြီးတအိမ်လုံးကိုအလင်းပေးချင်တာ။နေရာတိုင်းမှာအလင်းတွေနဲ့ဖြန့်ကျက်ချင်တာ။ဒါပေမဲ့ကန်ကမကူညီခဲ့ဘူးလေ။နောက်ဆုံးမှာတော့ဘယ်သူမှခီးမဆိုင်တဲ့အိုးတစ်လုံးပဲဖြစ်သွားတယ်။အဲဒီနောက်တတိယအိုးကပြောပြတယ်။ကျွန်တော်လည်းခင်ဗျားတို့လိုပဲခံစားရတယ်။ကျွန်တော်ကစူကူဖြစ်ချင်တာ။လူတွေကဒင်းကားတွေနဲ့ပြင်းနေအောင်ထည့်ပြီးပျော်ရွှင်စေချင်တာ။ဒါပေမဲ့ဒီမှာဘာမှအသုံးမကျတဲ့အိုတလုံးအဖြစ်နဲ့ပဲနေနေရတယ်။သုံးလုံးစလုံးပြောပြီးရဲ့နောက်သူတို့ကစတိုဒါအိုစီကိုကြည့်လိုက်တယ်။သူကတိတ်တိတ်လေးထိုင်ပြီးပြုံးနေတယ်။ကျန်တဲ့အိုတွေကစိတ်ဆိုးစိတ်တိုးသွားကြတယ်။ဘာရီရဲစရာရှိလို့လဲလို့မေးလိုက်ကြတယ်။မင်းလည်းဝမ်းနေရမှာပဲလေ။သုံးလတိုင်တိုင်းဘယ်သူမှမဝယ်သေးဘူးမဟုတ်လား။စတိုဒါအိုကထပ်ပြုံးပြီးပြောလိုက်တယ်။ဟုတ်ပါတယ်ငါလည်းဝမ်းနေမိတယ်။ငါမှလည်းအိမ်မက်တစ်ခုရှိခဲ့တယ်။ငါကကစားစရာတစ်ခုဖြစ်ချင်တာ။ကလေးတွေကိုငါနဲ့ကစားရေမောပြီးပျော်ရွှင်စေချင်တာဒါပေမဲ့ကံမတခြားအစီအစဉ်ရှိပုံရတယ်အိမ်မက်တစ်ခုမအောင်မြင်လို့ဆိုပြီးဘဝကအခွင့်အရေးပေးတာရက်သွားတယ်လို့မဆိုလိုပါဘူးစိတ်ရှည်တီးခံကြည့်ကြပါအောင်လားငါတို့အတွက်အမှန်ကန်တဲ့အချိန်မရောက်သေးတာဖြစ်နိုင်တယ်ဒီစကားကိုကြားပြီးတဲ့နောက်ကျန်အိုသုံးလုံးဟာစိတ်ထဲပေါ်ပါလာပြီးမျောလင်းချက်တွေပြန်ရလာကြတယ်နောက်တစ်လကြာပြီးတဲ့နောက်နေရာတီရောက်လာတော့ကြီးရွာကလူတွေဟာတောက်သုံးရည်ထဲဖို့အိုရီလိုအပ်လာကြတယ်အိုစီယာဟာဒီအလှအိုကြီးတွေကိုပဲပြန်ပြီးပြသလိုက်တယ်။ဒီတစ်ခါတော့လူတိုင်းကသူတို့ကိုဈေးကောင်းပေးပြီးဝယ်သွားကြတော့တယ်။အိုကြီးတွေဟာနောက်ဆုံးတော့သူတို့ရဲ့ဖြစ်တည်မှုအတိတ်တွေကိုနားလည်သွားကြတယ်။သူတို့ဟာလူတွေရဲ့စာလောင်မသိမှုကိုငြိမ်းစေဖို့နဲ့တက်တောင့်တက်တာဖြစ်စေဖို့ဆိုတာကိုပေါ့။ဒီပုံမြင်လေးကနေဘဝအတွက်အတိတ်ပဲရှိတဲ့သင်ခန်းစာတစ်ခုကိုမြင်တွေ့နိုင်ပါတယ်။လူအများစုဟာသူတို့မမောတဲ့ပန်းတိုင်းကိုမရောက်တဲ့အခါစိတ်ပြက်လက်ပြက်ဖြစ်ကြတယ်။ကံတရားကိုအပြစ်တင်ပြီးသူတို့ကိုသူတို့ကြာရှုံးသူတွေလို့မြင်တတ်ကြတယ်။ဒါပေမဲ့အိမ်မက်တစ်ခုကြာရှုံးတိုင်းအဆုံးသတ်သွားတာမဟုတ်ပါဘူး။ဘဝဟာအခွင့်အလမ်းသစ်တွေကိုအမြဲပေးနေတတ်တယ်။များသောအားဖြင့်မျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ပေါ့။ဒါကြောင့်အခုချိန်မှာဘလောက်ပဲခက်ခဲနေပါစေစိတ်ဓာတ်မကြပါနဲ့။ကိုယုံကြည်မှုထားပါ။စိတ်ရှည်သီးခံပြီးဆက်ကြိုးစားသွားပါ။အကောင်းမြင်စိတ်နဲ့ဆက်ကြိုးစားနေသူတွေအဖို့သူတို့ရဲ့အချိန်ကောင်းရောက်လာတဲ့အခါမလွဲမသွေအောင်မြင်မှုစီရောက်ရှိကြမှာဖြစ်ပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီချာတွေကအာတင်စရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။